Hello ဒီပါရှင်။ညာဘက် skincare လုပ်ရင် vlog လေးရိုက်ထားတယ်။ဒီ video ထဲမှာအဓိက highlight လုပ်ပြီးပြောချင်တာကတော့ဒီ powder mask လေးပါ။ဒါက Mature K Beauty ကထွက်တဲ့ powder mask ပေါ့နော်။သူကရွေးချယ်ကြရတော့ရှိတယ်။ဒီရကြတော့ကိုယ့်အသားကြီးပြဿနာပေါ်မူတည်ပြီးတော့ဒီ matcha green tea အစိမ်းဘူးလေးကိုရွေးလိုက်တာ။အခုဒီ video ထဲမှာဒီသုံးပြရဆိုတာတစ်ချိန်စာပဲဒါကိုရင်ကုန်ပြီ။ဒီတဘူးလုံးကုန်အောင်သုံးပြီးတော့မှဒီတီချာလေးပြပြရပါတော့။ဘာလို့လဲဆိုတော့လေအမှန်တော့ result ကဒီသုံးကြီးရဲ့အချိန်မှာနှစ်ချိန်သုံးချိန်နဲ့တော့တည်တာနေပြီ။ဒါပေမဲ့တဘူးလုံးကုန်ပြီးမှပဲတီချာလေးပြပြချင်လို့ဒီ video လေးကိုရိုက်ဖြစ်သွားတာ။သုံးပြတုံးကလည်းဒီတငယ်ချင်းကသူသုံးတာအဆင်ပြေရဲဆိုတာကိုစကားဆက်ရင်ပြောမိတာရဲ့ဒီအိမ်ကဝက်ချန်ထွက်နေတာရဲ့နဲ့ပေါ့နော်ဒါလေးကိုစပြီးသုံးပြတာမာချာအစိမ်းရောင်လေးရကြတော့သူကဝက်ချန်အစီဘူးအစီပြန်သမားတွေအဆင်ပြေလိမ့်မယ်သုံးတဲ့အခါမျက်နှာကို cleansing water နဲ့တေချာတန့်စင်ပြီးအမှုန့်နှစ်ဆရေတစကိုတေချာပြည့်နေအောင်လို့မှွေပြီးသွားပြီဆိုရင်မျက်နှာပေါ်မှာလိမ့်မယ်မျက်လုံးနဲ့နှာခမ်းတစ်ဝိုက်ကိုတော့ရှောင်ပြီးတော့လိမ့်ပါအမှုန့်တွေကခြောက်သွားပြီဆိုတာနဲ့အကုန်လုံးကိုမျက်နှာသေးဆက်ပြာနဲ့ဆေးကြောပြီးသွားတော့မှကိုလုံးနေကြ skincare step တွေကိုပုံမှန်တိုင်းလုပ်သွားလိုက်အောင်ပါပဲတစ်ပတ်ကိုတစ်ချိန်ဒါမှမဟုတ်နှစ်ချိန်သုံးရင်လုံးလောက်ပါပြီသုံးပြီးရတဲ့ skincare step တွေတေချာပြန်သုံးပေးဖို့မမေ့ပါနဲ့ဝက်ချန်အရန်ထွက်တဲ့အစီရမ်းပြန်တဲ့အစီဘူးသမားကြီးဆိုရင်ဒါလေးမ try ကြည့်ရသေးရင် try ကြည့်ပေါ့နော်ဒါပေမဲ့ခုတုံခုချက်ချင်းအုံနိုင်အောင်အိုင်နဲ့မျက်နှာလေးကဝက်ချန်အစီဘူးကင်းစင်သွားမျက်နှာလေးတော့မဖြစ်ပါဘူးတေချာလေးသုံးကြည့်ဖို့ skincare တွေကိုတေချာမှန်မှန်လုပ်ဖို့ကလည်းအရန်ရေးကြည့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်တတား